Same place where I am. It gets so hard to walk away, walk away. ကဘာကျော်ဆိုရိုတွေဖြစ်တဲ့ Cherise, Karina နဲ့ Paula Dingda တို့နဲ့အတူ Irene Zimmer မြင့်တို့ပါဝင်မဲ့ Voice of Angel ဖျော်ဖြေပွဲကို April 8 ရက်နေ့မှာ Satrian Hotel မှာပြုလုပ်မှာဖြစ်ပါတယ်။ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာအဆိုတော်တွေကိုပါမိတ်ဆက်ပေးခဲ့ပါတယ်။ဖျားပေးတဲ့အတန်းလို့ဆိုလိုတာမို့တကယ်ကောင်းတဲ့သူတွေကိုရွေးချယ်ပေးထားတယ်လို့ပွဲစီစဉ်သူကိုကျော်မရန်ကဆိုပါတယ်။ဒီဆိုတော်တွေဟာငယ်ငယ်ကလေးကထူးချွန်တဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာစင်မော်တက်ပြီးအခွေဖွင့်သချင်းဆိုမှမဟုတ်ဘဲတကယ်ကိုဥလိုက်တဲလိုက်ပြိတ္တဆွဲမဲ့အောင်ဖြောပြသွားမှာဖြစ်ပါတယ်။တကယ်ကိုဆိုနိုင်ပြီးတော့ဖျားပေးတဲ့အတန်နီးနီးဟုတ်နော်ကောင်းတဲ့အဆိုတော်တွေကျွန်တော်ရွေးချယ်ထားပါတယ်လို့ပြီးသူတို့ကိုယ်တိုင်ကလည်းတကယ်ကိုလည်းဆိုနိုင်တယ်တကယ် musician အစ်စ်တယ်စင်မော်တက်ပြီးတော့ခွေဖွင့်ပြီးတော့ကပြတဲ့လူတွေမဟုတ်ဘူးဟိုတကယ်ကိုကိုင်းမဲ့လူတွေဟိုအခုဆို Karina ဆိုရင်သူကလည်း piano TV ဆိုတာတို့ပေါ့နော်အဲ့လိုမျိုးလည်းကျွန်တော်တို့ကအခုလုပ်ထားပါတယ်ပေါ့နော်ကဘာကျော်အဆိုတော်တွေနဲ့တွဲဆိုရမှာမို့စိတ်လှုပ်ရှားနေသူကတော့ Irene Zimmer မြင့်မှာသူဟာမြန်မာကိုစားပြုတီးဆိုမှာမို့မြန်မာယဉ်ကျေးမှုနဲ့ပတ်သက်တဲ့သချင်းတစ်ပုဒ်ကိုလည်းဖျော်ဖြေသွားမှာဖြစ်ပါတယ်ကဘာကျော်ဆိုရိုနဲ့ stage တစ်ခုထဲမှာပေါ့နော်တင်ဆက်ခွင့်ရတယ်ဆိုတာအရင်ကအတိုင်းမသိဝမ်းသာတယ်အတိုင်းမသိလည်းကြောက်ပါတယ်ဟိုနှိပ်ခေါ်ခြင်းခံရတဲ့အပေါ်မှာဆိုရင်တော့ပျော်တယ်ကြောက်တယ်အဲ့ဒါလေးရဲ့နှစ်ခုကတွန်တွဲနေပါတယ်ဟုတ်အရင်ကတော့အဓိကတော့ပေါ့နော်ဟိုမြန်မာပြည်ကနေကိုစားပြုနေနေဆိုပြီးရဆိုတော့အနေနဲ့ပဲပါတာပါအဓိကထူးထူးခြားခြားတော့ဘာမှမဟုတ်ပါဘူးအရင်ရဲ့သချင်းတွေက၄ပုတ်ဆိုမယ်လေးပုံမှာတပုတ်ကိုတော့အရင်တို့ရဲ့ traditional နဲ့ပတ်သက်တဲ့ဒါလေးတစ်ခုတော့အရင်ထည့်ထားပါတယ်မနက်ဖြန်လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေအတွက်ပေါ့နော်ဟိုအရန်ဒီစမ်းပြတာမျိုးမဟုတ်ပေမဲ့အရင်တို့မြန်မာပြည်ရဲ့ဟိုယဉ်ကျေးမှုလေးတွေတစ်ခုထည့်ထားပါတယ်ဖျော်ဖြေပွဲကိုညနေ6နာရီခွဲကနေစတင်ဖျော်ဖြေမှာဖြစ်ပြီးလက်မှတ်တစ်စောင်ကို$95သတ်မှတ်ထားပါတယ်။ VIP လက်မှတ်ကိုတော့$200နဲ့အထက်သတ်မှတ်ထားပါတယ်။